တော့ဘာမှချက်တော့ဘယ်လိုကြီးခလာတာလဲဘယ်လိုကြီးခလာတာလဲကိုတိုင်းဆိုရင်လည်းဒီခုနပြောသွားသလိုပဲပေါ့နော်ကောင်းဖို့နဲ့ဆက်ဆံရေးတစ်ခုပဲတိဆောက်ချင်ပါတယ်အဲ့ဒါကြောင့်မလို့အများတန်းကိုစိတ်မခုအောင်ကိုစိတ်မပြတ်အောင်စိတ်မကွက်အောင်ကိုကလည်းအကောင်းဆုံးနေတယ်ပြီးတော့ကိုရဲ့မိသားစုကိုလည်းအကောင်းဆုံးထားချင်တယ်အဲ့လိုမျိုးလေးပဲသွားချင်ပါတယ်ဟုတ်နင်တို့ကလေငါသားကြောင့်ပြောရမယ်အတန်းစားမဟုတ်ဘူးနားလေအဲ့လောက်ထက်တန်းသားဆန်နေလေရှစ်တောင်စားရကျမလာမကြိုက်ခိုင်းတယ်ပြင်းနဲ့ကွာပါတယ်လို့ဆိုတော့ကိုချာလီကပြင်မှာအရန်လိမ်မာတဲ့ထဲမှာပါတယ်အမေပေါ်လည်းလိမ်မာတယ်ချစ်ရတဲ့သူတွေတငယ်ချင်းတွေပေါ်မှာလည်းလိမ်မာတဲ့ထဲမှာပါတယ်ဟုတ်အဲ့ဒါခြံထဲမှာကိုခွေဒီခွေနဲ့အိမ်လေအဲ့လားခေါ်လိုက်အောင်ငါသားနင်အိမ်ဦးနဲ့ဟဲ့နင်မိခွာရနင်ကိုမသိထားပေးဘူးလားအခုလိုကလေးအကြောင်းပြပြီးတော့ပတ်စံတွေတောင်းနေတာတော့ပါတော့အမရေရှည်ဆိုရင်မကောင်းတော့ဒီအပြင်မှာဆိုလို့အပြင်မှာလည်းသူအရန်ချစ်တတ်ပါတယ်ဒါပေမဲ့မလဲပြင်မှာလည်းအရန်ချစ်တယ်ဒါပေမဲ့ character ထဲမှာတော့ဒီအရန်သူဒါကတော့အစပိုင်းမလို့ထင်ပါတယ်ခက်မှာသူအရန်ချစ်တယ်အရန်ချစ်တဲ့လူတရားပြီးလို့ရှိရင်သူခက်မှာပြောတဲ့ဟာတွေအကုန်လုံးယုံတယ်နောက်ပြီးတော့မိဘတွေဆိုလို့ရှိရင်သူနဲ့အမြင်ဆောင်တာပေါ့နော်သူတို့နှစ်ယောက်ကိုမကြည့်ဘူးပါညာဆိုပြီးအမြင်ဆောင်တဲ့ character မျိုးဆိုတော့သူ့တက်ကိုအရန်လုပ်ရတယ်ပေါ့နော်အရန်လုပ်ရတယ်ဆိုတာသူတခါမှမဆောင်ဘူးတဲ့ character အဲ့ဒါမှသူ3လလောက်သူအများကြီးသူဘယ်လိုပြောမလဲစိတ်နှစ်ထားတယ်အဲ့တော့ဒီအခုပြန်ဒီလိုကြည့်ရတဲ့အချိန်မှာလည်းအရင်လည်းအဆင်ပြေနေမှာတွတ်ဆောင်တာလည်း character မိနေတဲ့အတွက်ကြောင့်သူတော်တော်ဂုဏ်ယူမိပါတယ်ဟုတ်ဒီက fan ပေါ့တကယ် fan ပါပဲသူရဲ့ကားတွေ series တွေလည်းအများကြီးလိုက်ကြည့်နေတယ်သူဆိုတော့လေဒီကားထဲမှာတော့လုံးဝ character လေးကွဲနေတာပေါ့သူတခါမှမြင်ဘူးတဲ့အဲ့လိုမျိုးအရင်ချစ်ကြီးပြီးအချစ်ယူနေတဲ့ကောင်လေးတော့မြင်ပါတယ်ဟုတ်ကိုပေါ့အဲ့လိုမျိုးအရင်မဟုတ်ပါဘူးချစ်ပါတယ်ဒီလောက်ပါပဲဟုတ်ဒီကုနာတော့လေ interview အချက်မှဖြစ်နေတယ်ဒီချစ်အောင်ပဲမြဲနေတယ်လို့ဘာလို့ဆိုတော့ဒီဘယ်တော့မှကိုကြောက်စိတ်ဆိုးသွားမှာစိတ်ခုသွားမှာအရင်စိတ်ဒီတရားကစိတ်ခုသွားဒီကောင်းထဲမှာအမြဲရှိတယ်စိတ်ထဲမှာမကောင်းအဆင်မပြေဘူးအဲ့တော့ဒီဘာလို့လဲဆိုတော့အမြဲစိတ်မခုအောင်နေရတကယ်လို့စိတ်ခုသွားတယ်ဆိုလို့ရှိရင်လည်းအမြဲပြန်ဖြည့်ရှင်းတယ်ပြန်ရှင်းပြတယ်ထိတ်တိုက်စကားပြောတယ်ပြန်ပြီးတွေ့တယ်အဲ့တော့ဒီကလေတတအဲ့လိုမျိုးဟိုရောက်ခမနဲ့အဲ့မျိုးအရင်မြဲတဲ့ရင်ဖြစ်မဲ့သူတော့မဖြစ်ချင်အောင်မြဲတဲ့ဘလို့စစ်တမ်းကြနေပေမဲ့သူတော့ဖြစ်မယ်လို့ကိုထင်ပါတယ်အဲ့ဒီမမဘွိုင်းတော့မဟုတ်ဘူးမမဘွိုင်းဆိုတာကျတော့ဒီအမိဘကိုအရန်ချစ်တာလေဒါပေမဲ့အပြင်မှာလည်းအရန်ချစ်ပါတယ်မမဘွိုင်းဆိုတာတဲ့သူကသူ့ရဲ့မိသားစုပေါ်မှာသူခံယူထားတဲ့ခံယူချက်လေးရဲ့နောက်ပြီးတော့မိသားစုလုပ်ပေးတာရဲ့အပြင်မှာတငယ်ချင်းတွေပေါ်ဆက်ဆက်ပြီးတငယ်ချင်းတွေလုပ်ပေးတယ်ချစ်သူလုပ်ပေးတယ်အဲ့ပေါ်လေသူကလေဘတ်စုံတောက်စီနေအောင်သူကအမြဲတမ်းမျှနေအောင်အမြဲစူးစမ်းနေတဲ့သူဆိုတော့တစ်ခါကျရင်သူ့ကိုမပင်မအောင်လားပေါ့နော်အားလုံးဘယ်လိုပြောမလဲအလိုက်လုပ်ပေးတယ်အကုန်လုံးတိတက်တယ်ဆိုတော့အရင်လိမ့်ပါတယ်ကလေးပေါ့မမဘွိုင်းဆိုလို့ပြောရမလားမမဘွိုင်းအိတ်ပေါ်လေးမမဘွိုင်းပါပဲခက်မောင်မခွဲနိုင်ဘူးကွာအဲ့လိုမင်းဖြစ်နေဆိုတခါတည်းချိန်ပြီးတွေ့ရတယ်ခိုးပြေးကွာရောငါခိုးပြေးငါမေလိုက်တတ်ပါဗောဟုတ်တယ်အဲ့ဒါကြောင့်လေပြောတာအမှန်ဆိုချစ်သူကမေအဖေတွေကိုချစ်တယ်ဆိုလို့ရှိရင်တခြားဘက်တွေအကုန်လုံးရော့သွားတယ်သူအဲ့လိုမဟုတ်ဘူးအဖေဖေလည်းအရန်ချစ်တယ်အကုန်လုံးလုပ်ပေးတယ်သူ့ဘာခန့်ခန့်အကုန်လုံးလုပ်ပေးတယ်လုံးဝဟိုဘယ်လိုပြောမလဲတာဝန်လဲကြည့်တယ်အဲ့လိုလိုမျိုးဒီပုံမှာဆိုလို့ရှိရင်ဒီတစ်ခါကျရင်ဒီအစမပြေတဲ့အရာလေးတွေဘာညာသူကသူ့ခေါင်းထဲမှာအမြဲရှိလှုပ်ဆက်ဒီရဲ့လှုပ်ဆရာတွေကအစားသူကခေါင်းထဲမှာအမြဲရှိနေတာဆိုတော့သူအကုန်လုံးတောက်စီနေရဘယ်လိုပြောရမလဲသူကမပင်မလားမသိဘူးဒီကတော့သူ့တော့မင်းနဲ့တော့ပင်မတယ်တစ်ခါတလေဒီကအဲ့လိုမျိုးလေဒီဘောကမမပိုင်းတွေ့မှာပဲကြောက်မှာဆိုအဲ့လိုမျိုးတော့မရှိဘူးဘာလို့ဆိုတော့ဟိုအဲ့လိုမျိုးရောခေါင်းထဲမှာအမြဲတမ်းမစင်စားထားဘူးเนาะဒီကားထဲမှာတရားကိုကတော့မမဝိုင်းတော့အမေကိုချစ်ပေမဲ့ဒါပေမဲ့မင်းကလေးဘက်ကိုပို့ပါရပေါ့နော်အဲ့တော့အပြင်မှာမမဝိုင်းဆိုပြီးတော့လည်းအဲ့လိုမျိုးတစ်ခါမှလည်းမတွေ့ဘူးပေါ့နော်တွေ့စင်လည်းတစ်ခါမှမစင်စားဘူးသိပါဘူးဟာစိတ်နေစိတ်သားပေါ့နော်စိတ်နေစိတ်သားအရင်လို့ဒီကုနာပြောသလိုပဲအကုန်လုံးလိုက်ကြည့်ပေးပြီးတော့အကုန်လုံးလိုက်နားလဲပေးတယ်နောက်ပြီးတော့ကိုယ့်ဘက်ကနေလည်းရှိတယ်ကိုယ့်ဘက်ကနေရက်တိပေးတယ်ဒီမိသားစုဆိုလို့ရှိရင်မိသားစုဘက်ကနေကာကွယ်ပေးတယ်အဲ့လိုမျိုးလူမျိုးဒီကရန်တဘောကြအကြောင်းစိတ်တင်စိတ်ထားပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့ပဲတဘောကြပုံများပါတယ်ဟာ